တောထွက်တုံးကလေးကလိုက်လာတာတောထွက်တုံးကလည်းမထွက်ဖို့တားတယ်မရဘူးတောထွက်တယ်တရားထုတ်တယ်တရားထုတ်တဲ့ချိန်မှာလည်းလာနောက်ရှက်တယ်သို့တော့လက်မခံဘူးနောက်ဆုံးဖျားဖြစ်ခံဒီမှာလည်းလာနှောက်ရှက်တယ်တရားကျင့်နေတာ6နှစ်ဖျားဖြစ်ပြီးတဲ့နောက်1နှစ်9နှစ်တိတိမြတ်စွာဘုရားရဲ့အပြည့်အနာစာကိုလိုက်ရှာပုံနာဒီမဏ္ဍကြီးကအဲ့ဒါလို့လိုက်ရှာတော့လည်းပဲနောက်ဆုံးကြတော့မြတ်စွာဘုရားရဲ့အပြစ်တွေကိုသူရှာလို့မတွေ့တော့ရှာမတွေ့တော့9နှစ်လုံးလုံးစောင့်ကြည့်ခဲ့တာအပြည့်အနာစာမရှိတဲ့အခါကျတော့သူစိတ်ပြည့်သွားတယ်စိတ်ပြည့်သွားပြီးတော့နောက်ဆုံးမှာသူ့ဘာသူဥပမာနဲ့သူဟာဓမ္မချိုးခံလိုက်ရတဲ့ခဏန်းကောင်လိုဖြစ်ပြီပေါ့ခဏန်းကောင်တစ်ကောင်ဟာခြေတွေလက်တွေကိုအသုံးချပြီးတော့ကန်ထဲကိုဆင်းဖို့ကြိုးစားတာရွာထဲကကလေးတွေကထွက်လာပြီးအဲ့ဒီခဏန်းကောင်ကိုဖမ်းပြီးတော့ခြေတွေကိုချိုးပစ်လိုက်တယ်အဲ့တော့ခဏန်းကောင်တို့ပစွန်လုံးတို့ဆိုတာခြေတော်ချိုးလိုက်လို့ရှိရင်ဘယ်လိုလုပ်သွားမှာတော့နော်သွားလို့မှမရတော့တာဟုတ်ဓမ္မရောခြေတော်တွေလက်တွေအကုန်လုံးချိုးပလိုက်တယ်အဲ့ဒါလို့အကုန်လုံးအချိုးခံလိုက်ရတယ်လို့ပဲတဲ့မြတ်စွာဘုရားထံနှောက်ရှက်ပေးဖို့ရနောင်သူဘယ်တော့မှလာလို့ရတော့မှမဟုတ်ပါဘူးလို့မဏ္ဍကြီးကစိတ်ပြက်လက်ပြက်အဲ့ဒါလို့စကားပြောပြီးတော့မြတ်စွာဘုရားကိုသူနောက်ဆုံးမှာအရှုံးပေးသွားတယ်အဲ့ဒါတွေကိုမြတ်စွာဘုရားပြန်ပြီးတော့မိတ်တယ်ရှုံးပေးသွားတယ်အရှုံးပေးပြီးတော့မဏ္ဍကြီးကဘာလုပ်တော့ဆိုမြေကြီးပေါ်မှာတင်မြင်ခွေးထိုင်ပြီးတော့ထုတ်ချောင်းလေးနဲ့မြေကြီးကိုချစ်ပြီးတော့ဒီမျက်နှာမသားမယာနဲ့ခေါင်းငိုက်ဆိုင်ကြပြီးတော့စိတ်ပြက်လက်ပြက်ပေါ့နော်အကြံကုန်တဲ့လူတွေလိုပဲပေါ့အဲ့ဒါလိုနေတဲ့အခါ